ဒီဇလန်မှာထူးခြားတဲ့အကြောင်းအရာတစ်ခုနဲ့စတင်ထားပါတယ်။အမျိုးသမီးအတွင်းရေးမှုရဲ့ကြောပံမှာဇစ်တစ်ခုရှိနေတာကိုသူမရဲ့အလုပ်ရှင်မှမြင်လိုက်ရပြီးမြင်လုံးဝမအံ့ဩပါဘူး။ထို့အစားစပါနာနဲ့ screwdriver ထုတ်ပြီးသူမကိုစစ်ဆေးကြည့်ပါတယ်။အဲ့ဒီအချိန်မှာပဲသူမဟာလူမဟုတ်ဖေးအရန်ကိုတူညီလို့နဲ့စက်ရုပ်တရုပ်ဖြစ်ကြောင်းသိလာရပါတယ်။အလုပ်ရှင်ဖြစ်သူဟာကလေးဘဝကလေးကထုံးစံတဲ့ယောဂတစ်မျိုးခံစားနေရသူဖြစ်ပြီးလူအရေးပြားကိုထိတွေ့လိုက်တာနဲ့ချက်ချင်းမေ့လျော့သွားတတ်သူပါ။အဲ့ဒီကြောင့်သူ့စိတ်ကြိုက်အတိုင်းစက်ရုပ်အတွင်းရေးမှုတရုပ်ကိုဆရာဝန်တန်းမှာငွေကြီးအများကြီးပေးပြီးအထူးအော်ဒါလုပ်ခဲ့တာဖြစ်ပါတယ်။ဂျောဘကဇစ်ကလည်းစက်ရုပ်ကိုပြုပြင်ထိန်သိမ်းဖို့အထူးပြုလုပ်ထားတဲ့ဝင်ပေါက်ဖြစ်ပါတယ်။စက်ရုပ်ကိုနောက်ဆုံးစမ်းသပ်ပြုပြင်နေစဉ်မှာဆရာဝန်ကအခုကနေစပြီးအလုပ်ရှင်ကိုတခင်အထက်လိုက်နာဟုအမိန့်ပေးခဲ့ပါတယ်။ဒါပေမဲ့မမျှော်လင့်သလိုစက်ရုပ်ကအမိန့်မလိုက်နာပဲဆရာဝန်ကိုထိုးရန်လက်မြောက်လိုက်ပါတယ်။အကြောင်းကတော့ဆရာဝန်ဟာကုံကြော့ကြီးရှော့ချဟုအပိုင်းအချို့ကိုယော်နေစွာပြုလုပ်ခဲ့တာကြောင့်စနစ်အမှားထိပေါက်ခဲ့တာပါ။အဲ့ဒီအချိန်မှာပဲအစားတောက်ပို့ဆောင်သူမိန်းကလေးတယောက်ဝင်လာပါတယ်။သူမဟာပုံစံအရက်အမောင်အားလုံးစက်ရုပ်နဲ့တပုံစံနဲ့တူနေပါတယ်။ဆရာဝန်ကချက်ချင်းအကြံတစ်ခုရပြီးမိန်းကလေးကိုစက်ရုပ်အစာယာယီတရုပ်ဆောင်ပေးဟုတောင်းဆိုပါတယ်။အရင်အကျိုးငွေ$9သိန်းပေးမယ်။နောက်ထပ်$1 သန်းပေးမယ်လို့ကတိပေးလိုက်ပါတယ်။ငွေပမာဏကြီးမားလွန်းတာကြောင့်မိန်းကလေးကချက်ချင်းသဘောတူလိုက်ပါတယ်။ဒီလိုနဲ့မိန်းကလေးဟာစက်ရုပ်အဖြစ်တရုပ်ဆောင်ပြီးအလုပ်ရှင်လေးရုံးကန်ကိုပို့ဆောင်ခံရပါတယ်။ဒါပေမဲ့အလုပ်ရှင်ကသူမကိုမြင်မြင်ချင်းတခုခုမမှန်ဘူးလို့ခံစားမိပါတယ်။အသားရောင်မတူသလိုခံစားရတာကြောင့်တန်တရားဝင်လာပါတယ်။တန်တရားကိုဖျောက်ဖျက်ဖို့မိန်းကလေးကစပွဲပေါ်ကပန်းတီကိုယူပြီးခွာပေးမယ်လို့ပြုလုပ်ပါတယ်။ဒါပေမဲ့အလုပ်ရှင်ကရွတ်တရက်အော်ဟစ်လိုက်တာကြောင့်သူမလက်တုံသွားပြီးလက်ချောင်းထိခိုက်ကသွေးထွက်လာပါတယ်။စက်ရုပ်ကဘာကြောင့်သွေးထွက်နိုင်လဲဆိုပြီးအလုပ်ရှင်အလုံးအံ့ဩသွားပါတယ်။အရေးပေါ်အခြေအနေကိုရင်ဆိုင်ဖို့မိန်းကလေးကလိမ့်လဲဖြောရင်းပိုမိုတဘာဝဆန်စီဖို့ဆရာဝန်ကအထူးတီထွင်ထားတဲ့ဆက်စီတစ်မျိုးကိုကိုယ်ထဲထည့်ပေးထားတာပါလို့ဖြေရှင်းလိုက်ပါတယ်။ဒီနေရာမှာဇလက်ဟာတင်းမာမှုနဲ့စိတ်လှုပ်ရှားမှုအပြည့်ဖြစ်လာပြီးမိန်းကလေးတဲ့လျှို့ဝှက်ချက်ဖော်ထုတ်ခံရမလားအလုပ်ရှင်ကအမှန်တရားကိုသိရှိသွားမလားဆိုတာဆက်လက်စောင့်ကြည့်ရမယ့်အခြေအနေတွေကိုဝင်ရောက်သွားပါတယ်။